အခုတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ရှမ်းကုန်းအပါအဝင်ပြည်내နဲ့တိုင်းဒေသကြီးအနှံ့မုတ်တုံလေးအလွန်အားကောင်းပြီးလေပြင်းတိုက်တာရေကြီးတာမြေပြိုတာတွေဖြစ်ပေါ်နိုင်တဲ့ဆိုတဲ့အကြောင်းအရာလေးပါဘင်္ဂလားပင်လယ်ကိုအရှေ့တောင်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတွေမှာမုတ်တုံလေးအားကောင်းရာနေရာကနေအားအလွန်ကောင်းလာနိုင်တာတွေကြောင့်မေလ19ရက်ဒီကနေ့ကနေစပြီး23ရက်နေ့အတွင်းမှာရှမ်းကုန်းအပါအဝင်တိုင်းနဲ့ပြည်နယ်9ခုမှာလေပြင်းတိုက်ပြီးမိုးကြီးနိုင်တယ်လို့မိုးလေဝသနဲ့ဇလားဗေဒဦးစီးဌာနကသတိပေးချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။မေလ18ရက်နေ့နေ့လယ်ပိုင်းအချိန်ကတိုင်းထွာချက်တွေရတော့မေလ19ရက်နေ့ကနေမေလ23ရက်နေ့အတွင်းပဲခူးရှမ်းကုန်း ER တနင်္သာရီရခိုင်ကရင်နဲ့မိုးပြည်နယ်တွေမှာနေရာစိတ်ကနေနေရာအနှံ့ပြမိုးထစ်ချုံရွာပြီးဒေသအလိုက်မိုးကြီးတာနေရာကွက်ပြီးမိုးကြီးတာတွေနဲ့အတူလေပြင်းတိုက်ခတ်တာရုတ်တရက်ရေကြီးခြင်းတွေဖြစ်ပေါ်လာနိုင်တယ်လို့ဆိုထားပါတယ်။အဲဒီကာလတွေအတွင်းပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီး ER တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တွေမှာ24နာရီအတွင်းမိုးရေချိန်3လက်မှ89မီလီမီတာနဲ့အထက်ရွာသွန်းနိုင်တယ်လို့ဆိုထားပါတယ်။မြဝကျွန်းပေါ်မုတ်တမကွေမွန်တနင်္သာရီကံယူတန်းတလျှောက်နဲ့ကမ်းလွန်ပြည်နယ်ပြည်တွေမှာရှာပါရံကမိုးသက်လေပြင်းတွေကြာရောက်ပြီးတော့လိုင်းကြီးနိုင်ပြီးမိုးသက်လေပြင်းကျစဉ်မှာရေပြင်းမြေပြင်းလေပြင်းဟာတနအီမှာမိုင်40ကနေ45မိုင်ထိတိုက်ခတ်နိုင်တယ်လို့လည်းဆိုထားပါတယ်။အဆိုပါရက်ပိုင်းတွေအတွင်းမှာလှိုင်းမြင့်ဟာမြဝကျွန်းပေါ်မုတ်တမကွေမွန်တနင်္သာရီကံယူတန်းတလျှောက်နဲ့ကမ်းလွန်ပြည်နယ်ပြည်တွေမှာ9ပေကနေ73ပေခန့်အထိရှိနိုင်တယ်လို့ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တွေမှာ10ပေကနေ10ပေခန့်အထိရှိနိုင်တယ်လို့လည်းသိရပါတယ်။ဒါကြောင့်မိုးသီးထန်စွာရွာသွန်းတာနဲ့အတူလှိုင်းကြီးနိုင်တယ်လို့လေပြင်းတိုက်ခတ်တာရုတ်တရက်ရေကြီးတာနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်လာနိုင်တဲ့အတွက်ပုံမြင့်ဒေသအနီးမှာနေထိုင်ကြသူတွေအနေနဲ့မြေပြိုမှုအန္တရာယ်နဲ့မြင့်ငယ်ချောင်းငယ်တွေအနီးမှာနေထိုင်ကြသူတွေအနေနဲ့ရေကြီးရေရှမ်းမှုတွေကိုကြိုတင်သတိပြုနိုင်ဖို့မိုးစလားကအတိပေးနှိုးဆော်ထားပါတယ်ရှင်။